The Human Beast လို့ခေါ်တဲ့ဒီပကြီးကားတဲ့အဓိကအကြောင်းအရာကတော့အချိန်မဲ့သွားတဲ့မဟုတ်ဆိုမှတယောက်ဟာပေးဆံဝါတယောက်ဖြစ်အတက်မွန်းကြောင်းပြုနေရပြီးတော့အခုလိုမျိုးကိုယ့်အဖေရွယ်လောက်ရှိတဲ့ဖောက်တဲ့ဘိုးကြီးတွေလာတဲ့အခါမှာဆန္ဒမပါလို့ငင်းဆန်နေပေမဲ့လည်းတစ်ဖက်ကတော်ကြီးရဲ့ညာတာမှုကင်းမဲ့တဲ့လက်ဝါးရိုက်ချက်တွေကိုကြောက်နေရပါတယ်တဲ့ဆိုတဲ့အကြောင်းတားရဲတွေကြားကတားအောင်ငယ်တကောင်ရဲ့အဖြစ်ကိုခိုင်းနှမ်းပြီးတော့ပုံပေါ်ထားခဲ့တဲ့ပကြီးကားတစ်ချက်လည်းဖြစ်ပါတယ်။